နေတီလို့ဖျားဟောခဲ့တာဒူသောကြိုးပေးမှာပါဖျားဟောခဲ့တဲ့တရားတော်တွေလဲလိုက်နာပါဖျားဟောခဲ့တဲ့ကြံကန်တွေလဲလေးလာပါတခုတော့ပြောခြင်းနဲ့တခုတော့မှာခြင်းနဲ့မင်းသေးရင်မင်းနောက်မှာကုသိုလ်နဲ့အာကုသိုလ်ဒီတခုပဲပါမှာမင်းပြူတဲ့ကံနဲ့ထံပြန်လာမှာပါမင်းကောင်းတာလို့ရင်ကောင်းတဲ့ကြိုးခံစားရမှာမင်းကြောင့်ကိုကြွေးခဲ့ရတဲ့သူတွေမင်းကြောင့်ပူဆွေးရတဲ့သူတွေတတိတန်ပါကံစနေတီလို့ဖျားဟောခဲ့တာဒူသောကြိုးပေးမှာပါဖျားဟောခဲ့တဲ့တရားတော်